ကဘာအပြင်းဆုံး cocktail လို့နာမည်ကြီးတဲ့ AK47 လောက်ပါမယ် AK47 က officially recipe အတိအကျမရှိပါဘူး document လည်းမရှိပါဘူးတခြား classic cocktail တွေလို့ history ဘာညာလည်းမတွေ့ရပါဘူးအခုကျွန်တော်ဒီနေ့လုပ်မယ့် recipe လေးကလူသိများတဲ့ recipe လေးတစ်ခုဖြစ်ပါတယ်နောက် recipe တွေလည်းရှိပါသေးတယ်ဒါပေမဲ့ဒီ recipe လေးကိုကျွန်တော်လည်းကြိုက်ပါတယ်ဘာလို့လဲဆိုတော့အရင်များပေမဲ့လွယ်လွယ်ကူကူ highball style build in the glass လုပ်လို့ရတဲ့ recipe မို့လို့ပါ okay ကျွန်တော်စပါမယ်နော်ကျွန်တော်တို့ highball glass တွေကိုရေထဲထည့်ပြီးတော့တခါတည်း build လိုက်အောင်ပါပဲကျွန်တော်စပါမယ် okay ဂျင်းနဲ့စလိုက်ကြရအောင်ကျွန်တော်ဂျင်း15ထည့်ပါမယ်15 ml ratio တွေကအကုန်လုံးတူတူပါပဲဂျင်းပြီးတော့ sorry vodka 15ထည့်ပါမယ်15 ml brandy 15 ml ထည့်ပါမယ်PSOP ပါကျွန်တော် Thai brandy ကိုသုံးပါတယ်ပြီးရင် bourbon whiskey ပါ15 ml ပါပဲ Scotch whiskey လေးပါလိုက်သေးတယ် Okay ကျွန်တော်မှာ blended malt မရှိပါဘူးကျွန်တော် single malt ထည့်ပါမယ်15ပါပဲကျွန်တော် AK47 ကိုကိုပိုင် creation လေးနဲ့ကိုပိုင် AK47 လုပ်လို့ရပါတယ်သူမှာ officially recipe အတိအကျမရှိပါဘူးဒါပေမဲ့ဒီ recipe လေးကိုတော့ကျွန်တော်ကြိုက်နေတတ်မိပါတယ်ပြီး run ထည့်ပါမယ်15 ml ပါ okay ပြီးရင်ကျွန်တော်တို့ triple sec ထည့်ပါမယ်15 ml ပါတဲ့လောက်ထားတဲ့ fresh lime juice 15 ml ထည့်ပါမယ်နောက်ဆုံးနေရကျွန်တော် soda water ပါ on top လေးထည့်ပါမယ်ဘောက okay ဒီကျွန်တော်နည်းနည်းလေးမွေးလိုက်ပါမယ်garnish အနေနဲ့ကတော့ lime slice လေးထည့်ပါမယ်ရေရဲလေးမှာအဲ့လိုတင်လိုက်ပါ okay bro you have to be careful about this drink this is very crazy drink okay တောက်ရင်မမောင်းပါနဲ့မောင်းရင်လည်းမတောက်ကြပါနဲ့မူးရင်လည်းဆိုင်ကမောင်းပြီးတော့သွားကြပါနဲ့အားလုံးပဲစီရပါခဏနော်စမ်းကြည့်လိုက်မယ်As I told you earlier, you have to be very careful about this drink, bro. It's crazy. Okay, see you.